ခုကကြီးလေးအိမ်မှာဘုံဘုံလဲနေအဲ့ဒါနေကြောင်တပြတ်တော့ ကိုလေးနေမကောင်းဘူးဟုတ်လားကိုကြီး ဟုတ်တယ်ကကြီးလေးအိမ်ရလဲသွားတာနေကြောင် အဲ့ကိုကြီးအမေဒီမလေးကိုလေးပါဒီမလေးလေဒီမလေးကိုလေးကိုတောင်းပန်ပြစေကိုကြီးရဲ့ဒီမလေးလောက်ခဲ့တဲ့အဖြစ်တွေကိုလေးကိုဝေချတောင်းပန်ပြစေတော့ကိုကြီးတော့မလေးလိုက်ခဲ့မယ်နော် ဒီမလေးတကယ်ပြောနေတာလား ပြောတာပေါ့ကိုကြီး ညီလေးဒီတကယ်လိုက်မှာနော် ခဲလိုက်ပါပေါ့ကိုကြီး အဲ့ဆိုညီလေးလည်းဝင်းတာမှာပဲအဲ့ဆိုရင်ညီလေးကိုအမြန်သွားအောင်ညီမလေး အဲ့ကိုကြီးလာပါကိုကြီး ကိုကြီးညီလေးအတွက်အားစီးသွားဝယ်လားညီလေးရဲ့ ကိုကြီးကျွန်တော်ဟောနေတယ်ကိုကြီးမဆေးဝယ်ရဘယ်ပတ်စံရှိလို့လဲဗျာ ဟောညီလေးကလည်းအခုကိုကြီးဝယ်လာတဲ့အားစီးကပတ်စံနဲ့ဝယ်လာတာမဟုတ်ဘူးညီလေးကအကိုကြီးရဲ့နှလုံးသားနဲ့ဝယ်လာတယ်ညီလေးနဲ့မှအားစီးရောက်နေညီလေးနှလုံးလေးဖွင့်ပြီးကြည့်လိုက်ပါဦးညီလေးရဲ့ ကိုလေးဒီမလေးရောက်လာပြီကိုလေးပြမဒီမလေးပြန်ရောက်နေပြီကိုလေးရဲ့ကိုလေးဒီမလေးကိုမုန်းသွားပြီလားရဲ့ဒီမလေးမမုန်းပါနဲ့ကိုလေးရဲ့ဒီမလေးလေကိုလေးပေါ်မှာကာယကံဝစီကံမနှောကံနဲ့ပြင်ပမိတာတွေအားလုံးဒီမလေးတောင်းပန်ပါလေကိုလေးရဲ့နော် ကိုကြီးကိုကြီးငါတို့ဘာလို့မြဲခုလိုပြီးတော့ ဒီမော်ရီလိုက်မလေးရောက်လာပေါ့ကိုလေးရဲ့မလေးကိုခုလိုတဲ့ဆိုရင်မလေးကျင်းနေလာပါပြီအဲ့ဆိုရင်မလေးကိုခုလိုတဲ့ဆိုရင်လေဒီမလေးကိုအရင်တော့စူပြနေကြတဲ့ချင်းလေးမလေးကိုစူပြပါလားဒီမလေးနံပါတ်ထောင်ရတာကြာပြီကိုလေးရဲ့နော်ရောက်လေကိုလေး ကိုကြီးရမောလေ မောနေတယ်တဲ့ညီမ ကို လေး လေးမောနေဟာကိုလေးမောနေကိုလေးမစိုးနဲ့လေဒီတစ်ချင်းလေးကိုညီမလေးစူပြမှာပေါ့ကိုလေးနားထောင်မယ်မလားရင်ကိုလေး ဒီတချင်းကိုညီမလေးလည်းရနေလေညီလေးရဲ့အဲ့တော့ညီမလေးဆိုပြတာကိုညီလေးကနားထောင်လိုက်နော်ညီလေးနော်